အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့အညာတစောင်းမှုချက်ကလေးကိုချက်ပြပေးသွားမှာပဲဖြစ်ပါတယ်ဒါလေးကတော့ပေါ့နော်ခြံပတ်လေကပေါက်နေတဲ့တစောင်းမှုလေးတွေကိုခူးထားပါတယ်တစောင်းမှုလေးတွေကိုတင်ပြပေးမယ်ရှင်အရင်ဆုံးသူကဝတ်ဆံလေးတွေကိုပေါ့နော်အကုန်လုံးကုံစင်အောင်လို့တင်ပေးရပါတယ်ပြီးရင်နှစ်ချမ်းခွဲရတယ်ပေါ့နော်ပွင့်ပတ်ကိုကိုက်တယ်အမိကိုဖြတ်တယ်အဲ့လိုလေးဘိုက်ကလေးကိုခွဲပြီးတော့ဝတ်ဆံလေးတွေကိုနှုတ်ပါမယ်ဒီဝတ်ဆံတိုင်းလေးတွေကပေါ့နော်မနှုတ်လို့ရှိရင်သူကမတင်လို့ရှိရင်ခြင်တတ်တယ်ပေါ့နော်မင်းတော့ခြင်လဲစားတာဖြစ်တဲ့အတွက်ကြောင့်တော့အရန်တော့စင်အောင်လို့တော့မတင်ဘူးပေါ့နော်ဒီတိုင်းလေးပဲဝတ်ဆံတိုင်းလေးကိုနှုတ်ပြီးတော့တင်ပေးထားပါတယ်အရန်စင်စရာလည်းမလိုပါဘူးရှင်ဒီနေထားဆိုရပါပြီဒါကတော့တင်ပြီးတဲ့အချိန်လေးပေါ့နော်စိတ်ရှိရှိနဲ့တော့တင်ရတယ်ရှင်ဒီဝတ်ဆံတန်ထွက်လာတဲ့ကစားမှုကထွက်လာတဲ့ဝတ်ဆံလေးတွေကိုငငယ်တော့ကတော့မင်းတို့ကကြာစံလှုပ်တန်းကစားတာပေါ့နော်ကြာစံကျော်လှုပ်တန်းကစားမှုပါတယ်အရင်ဆုံးခန်းညင်တီငပိပဇွန်ကြောင်းမုံကြက်သွန်ဖြူနီမြုပ်သီးတောင်းလေးနဲ့စားလေးပဲဖြစ်ပါတယ်ပါဝင်ပစ္စည်းလည်းနည်းနည်းနဲ့ရတာရှိတဲ့ဟင်းတစ်ခွက်ကိုချက်ပြပေးမှာပဲဖြစ်ပါတယ်အရင်ဆုံးဒဲတဲကိုကြက်သွန်အနီထည့်ပါမယ်ကြက်သွန်ဖြူထည့်ပါမယ်ရှင်ကြက်သွန်ဖြူနီထည့်ပြီးတဲ့အခါမှာတော့စနုံးလေးနည်းနည်းထည့်ပါတယ်ရှင်စီထည့်ပါမယ်ကြက်သွန်ဖြူနီကိုအရန်ကြီးလည်းကျွတ်အောင်လည်းကြော်စရာမလိုဘူးပေါ့နော်ဒီတိုင်းစီပူတယ်ဆိုလို့ရှိရင်ရပါပြီစီပူရုံနေထားလေးဆိုရင်ရပါပြီရှင်ကြက်သွန်စီတက်ပြီးတဲ့အခါမှာတော့ခရမ်းညင်ဒီကိုထည့်ပါမယ်ရှင်ခရမ်းညင်ဒီလေးမှွေပါမယ်ပြီးရင်ငပိနည်းနည်းထည့်ပါမယ်ရှင်ငပိရရမ်းလဲများစရာမလိုပေါ့နော်ပါတယ်ဆိုရုံပဲပြီးရင်ခရမ်းညင်ဒီနဲ့ကြက်သွန်စီတက်ထားလေးနဲ့ကိုလုံးပါမယ်ခန်းညင်ဒီလေးနူးဤတဲ့ဒီလုံးပေးရမှာပဲဖြစ်ပါတယ်ရှင်ခန်းညင်ဒီလေးတွေကြေးသွားတဲ့အခါမှာတော့ရေးစိတ်ထားတဲ့တစောင်းမှုလေးတွေကိုထည့်ပါမယ်
ခရမ်းညင်သည့်အနှစ်နဲ့တစားမှုလေးတွေကိုအထက်အောက်မှွေပြီးတော့လုံးပြရပါမယ်ရှင်လိုခရမ်းညင်သည့်နှစ်နဲ့တစားမှုလေးတွေကိုသမအောင်မှွေပြီးတဲ့အခါမှာတော့စားလေးနည်းနည်းထည့်ပါမယ်ပြီးရင်ပဇွန်ကြောင့်မှုန်လေးတွေထည့်ပါမယ်ရှင်တစောင်းဘူးလေးတွေကိုနူးဤတဲ့အထိရေထဲလိုက်လုံးလိုက်အဲ့လိုချက်ရတာဖြစ်ပါတယ်ရှင်မြန်နူးကျင်တော့ဖုံးလေးပိတ်ပြီးတော့စောင့်ပါတယ်ပထမဦးဆုံးရေထဲတဲ့အချိန်တွေမှာတော့တစားမှုလေးတွေကစပြီးတော့အယောင်ပြောင်းလာပါတယ်ဒီနေထောက်ဆိုမရသေးဘူးပေါ့နော်ဒါနည်းနည်းလေးမာနေသေးတယ်ပထမဦးဆုံးရေခမ်းတဲ့အချိန်မှာမြုပ်သီးထောင်းလေးတွေကိုထည့်ပါတယ်မင်းတို့အဆက်ကြိုက်လို့ပေါ့နော်တချို့လည်းအချိုစားတယ်ရှင်အဆက်ကြိုက်လို့မြုပ်သီးထောင်းလေးတွေကိုထည့်လိုက်ပါတယ်ရတာနှံ့သွားအောင်လို့အနှဲငယ်မှုပေးပါမယ်ရှင်ဒါလေးကတော့နောက်ဆုံးအချိန်လေးပေါ့နော်တစားမှုလေးလည်းဣဖက်လာပြီးစားလို့ရတဲ့အနေထားပေါ့နော်အယောင်အကုန်လုံးချိန်သွားပြီကာလာချိန်သွားပြီအစိမ်းရောင်ကနေပြီးတော့ဒီအယောင်လေးပေါ့နော်ဝါကျင့်အယောင်လေးပေါ့နော်အဲ့အယောင်တန်းသွားပြီဣသွားပြီဆိုရင်တော့ညာတစားမှုချက်ကလေးရပြီပေါ့နော်အရန်လဲစားလို့ကောင်းပါတယ်မှုန်ဟင်းလေးနဲ့လည်းတူတယ်ရှင်ဆက်စားကြည့်ပါနော်လွယ်ကူရွှေ့ရှင်းပြီးတော့ရတာရှိတယ်တစားမှုချက်ကလေးရပါပြီဒီဘလော့လေးကိုဆုံးထိကြည့်ပေးတဲ့သူတွေအားလုံးပဲကျေးဇူးပါနောက်ဘလော့လေးမှာလည်းပြန်လည်ဆုံကြပါရရှင်